မင်္ဂလာပါရှင်စဖန်ဟီမှာကြတော့ပွဲတော်ကအဆက်မပြတ်ရှိရနော်လဆင်လုံးရှိပါတယ်ပွဲတော်သူတို့လောက်ရတဲ့ရည်ရွယ်ချက်ကပဲမတူတာပေါ့နော်တစ်ခါလေးဆိုလို့ရှိရင်ရှေးဟောင်းပစ္စည်းတွေရောင်းတဲ့ပွဲတော်တို့တစ်ခါလေးဆိုလို့ရှိရင်လည်းဒီရေတက်ဝင်းနေတို့ပါတော့အဲ့လိုမျိုးရှိတာပေါ့ဒီခေါက်ကျတော့လည်းပွဲတော်လေးကတေးသေးလေးဟုတ်မနေဘူးပေါ့နော်ပွဲတော်အကြီးပြီးလို့ရှိရင်စားစရာတွေအသစ်အဆန်းတွေလည်းအများကြီးရှိတယ်ပေါ့ပွဲတော်သေးလားပွဲတော်အကြီးလားဆိုပြီးတော့သူတို့ရဲ့အပြင်စင်ကိုကြည့်ရနေတည်တာပေါ့နော်ပြီးတော့သူတို့မှာဆိုတော်ကြီးလည်းစိမ့်နေပေါ့နော်ပြီးတော့ပွဲတော်လာတဲ့သူတွေကအရန်များတယ်ပေါ့နော်မရတို့သွားတယ်ဆိုလို့ရှိရင်6နိုင်ပဲရှိတယ်ရှင်ဒီနေရာလေးအရန်ကိုမှအေးချမ်းပါဘိုင်